ကဲမဇာရဲ့ချစ်တော်လေးတွေမဇာပြီးခဲ့တဲ့တစ်ပတ်ကဒီမှာ၄မျိုးပေးထားတယ်ပတ်တီးလေးဆိုရင်3နဲ့5နဲ့ပတ်တီးလေးပေးထားတယ်ဘရိတ်ဆိုရင်လည်း3ညာ5ဘရိတ်လေးပေးထားတယ်ပြီးတော့အခွေလေးဆိုရင်လည်းမမခွေလေးပေးထားတယ်ဒီမမခွေဘာလို့ပေးရလဲပါဝါနဲ့စပြီးတော့ပါဝါနဲ့စုံထားတဲ့အပတ်မှာမမခွေလေး6ချိန်ကြာတယ်ဆိုပြီးကလန္နာနဲ့မဇာပြထားတယ်เนาะဒီတစ်ပတ်မှာလည်း9ချိန်တောင်ကြာသွားတယ်เนาะဘာတွေကြာလဲဆိုရင်6ခွန်9 5 1ခွန်1 3 5 5ဆိုပြီးတော့မမကနန်းလေးကြာသွားပါတယ်เนาะပြီးတော့ဒီမှာအပူကလည်းဘာဖြစ်လို့လဲပါဝါနဲ့စပြီးတော့ပါဝါနဲ့စုံရတဲ့အပတ်မှာအပူမြဲနဲ့လိုက်တက်တာမဟုတ်လို့အပူလေးကိုထိုးဖို့မစပြောတယ်ပြီးတော့နက်ခတ်ကလေးကတော့ရံဖို့ပြောထားတာပေါ့နော်နက်ခတ်ကလေးလည်းထွက်သွားတယ်ပြီးတော့မစရောက်မယ်ဆိုတဲ့အခွေကနန်းလေးက9325 9325ဆိုလို့ရှိရင်လည်းဘယ်နှချိန်တောင်ထွက်သွားလဲဆို3ချိန်တောင်ထွက်သွားတယ်95ရဲ့9နှစ်ရဲ့20ရဲ့ဆိုပြီးတော့3ချိန်တောင်ထွက်သွားတယ်ပေါ့နော်ကဲဖွဲ့ဝင်ခြင်းဒီဖြစ်စီဖွဲ့မခြင်းဒီမဝင်ခြင်းဒီဖြစ်စီမစကတော့မဇာတက်တဲ့မဇာရှာဖွေလို့တွေ့ရှိထားတဲ့အရာလေးတို့ချစ်တို့နောက်တစ်ပတ်အတွက်လည်းမဇာ free ပေးမှာဖြစ်ပါတယ်30ရက်3လ2026ကနေ3ရက်4လ2026ထိတပတ်စာထိုးရမယ့်ကဏ္ဍလေးပတ်တီးလေးတွေကတော့3ညပတ်တီးနဲ့10ပတ်တီးဖြစ်တယ်ဘရိတ်လိုင်းလေးကလည်းဒီ3.5ဘရိတ်လိုင်းလေးကိုတွေ့ထားတဲ့အတွက်3.5ဘရိတ်လိုင်းလေးကိုပြတ်ထိုးပါဒီအခွေလေးကလည်းထူးခြားမှုရှိလို့မဇာပြန်ပေးထားတာเนาะပြီးတော့ကနန်း10လုံးလုံးထွက်သွားရင်ပါဝါထွက်တတ်တဲ့အတွက်မဟုတ်လို့ပါဝါလေးကိုလည်းထိုးစီခြင်းနဲ့ပြီးတော့ဒီနက်ခက်လေးကလည်းပျောက်နေတာဖြစ်တဲ့အတွက်ချစ်တို့အနေနဲ့ပါဝါနဲ့နက်ခက်လေးကိုပြန်တွဲပြီးတော့ထိုးစီခြင်းတဲ့အတွက်ပေးထားခြင်းဖြစ်ပါတယ်ဒီအခွေလေးကဘာထူးခြားမှုရှိလဲဆိုလို့ရှိရင်ကလန္နာနဲ့မဇာချပြီးပြပါမယ်ထိုင်းနက်ခက်ဖြစ်ပါတယ်เนาะထိုင်းနက်ခက်နဲ့စပြီးတော့ထိုင်းနက်ခက်နဲ့ပြန်ဆုံးထားတဲ့အပတ်အဲ့လိုထိုင်းနက်ခက်နဲ့စပြီးထိုင်းနက်ခက်နဲ့ပြန်ဆုံးထားတဲ့အပတ်မှာဘယ်လိုဖြစ်လဲဆိုတော့2613အဲ့လေးလုံးကခွေပြီးတော့နောက်တစ်ပတ်မှာပြန်ထွက်ပါတယ်ဒီမှာ23ဆိုပြီးတော့ထွက်တယ်လို့63ဆိုပြီးတော့လေအခွေလေးထွက်တယ်နော်နှစ်ကြိမ်အဲ့တော့ဗာပဲပြောတစ်ကြိမ်ထွက်ခဲ့မယ်ဒီမှာဆို3ကြိမ်36တောင်ပြန်ထွက်တယ်နော်3ကြိမ်ပြန်ထွက်တယ်တစ်ကြိမ်ထွက်လို့ရှိရင်မဇာတို့အတွက်ကြည်နဲ့ရမှာဖြစ်တဲ့အတွက်မို့လို့ဒီအခွေလေးကိုထိုးခိုင်းနာခြင်းဖြစ်ပါတယ်ဒီ3နှစ်သာကလန္နာမှာလည်းဒါလည်းတစ်ကြိမ်ပဲတွေ့တာနော်ပြီးခဲ့တဲ့တစ်ပတ်ကပါဝါနဲ့စာရီပါဝါနဲ့စုံတယ်လို့ပဲဒီတစ်ပတ်မှာလည်းထိုင်းပါဝါနဲ့စပြီးထိုင်းပါဝါနဲ့စုံရတာဖြစ်တဲ့အတွက်ဒီထိုင်းပါဝါနဲ့စတော့26နဲ့စထားပြီးတော့98နဲ့ပြန်ပိတ်ထားတယ်ဖြစ်တဲ့အတွက်2658ခွေမှုလေးကိုချစ်တို့ပြန်ပြီးတော့ပေးထားခြင်းဖြစ်ပါတယ်မဆာရဲ့ဒီဗီဒီယိုလေးကိုတွေ့လို့ရှိရင်နောက်အသေးလေးတွေပေးပါလက်မလေးလေးပေးပါနောက်ပြီးတော့မဆာရဲ့ဒီဗီဒီယိုလေးအများမြင်အများသိအောင်လို့ like ကလေးတွေ share ပေးကြပါလို့မျိုးစာတောင်းဆိုခြင်းပါတယ်ပြီးတော့ချစ်တို့အနေနဲ့ကြိုက်နေတဲ့အောင်ထိုးပါဒီအခွေလေးကိုတော့မဆာတော့ပိုးထိုးစီခြင်းတယ်เนาะအဲ့အခွေလေးထိုးပါပြီးတော့မဆာချင်းမှာအဖွဲဝင်နေတယ်ဆိုလို့ရှိရင်လည်းတနင်္လာနေ့10နာရီနောက်ဆုံးထားပြီးအဖွဲဝင်ပြီးလို့ရပါတယ်မဆာကတော့အခွေပဲပေးမှာဖြစ်ပါတယ်เนาะအခွေလေးလုံးပဲပေးမှာဖြစ်ပါတယ်မဆာအဲ့ရောင်းမဲ့အခွေလေးကလည်းရှာဖွေထားရှိပြီးပါပြီအဲ့တော့ဖွဲ့ဝင်နေဆိုရင်399693838609ဝေဘေးကီဝီဖွင့်ထားပါတယ်အဲ့မှာလာပြီးတော့အဖွဲ့ဝင်ခြင်းဝင်လို့ရပါပြီပေါ့နော်ကဲချစ်တို့ရေမဇာတော့မဇာရရှိထားတဲ့အရာလေးတွေကိုချစ်တို့ကို free ပေးထားပါတယ်အားလုံးတက်တာပါနော်တက်တာအားလုံးနောက်တစ်ပတ်မှာလည်းတိုင်ရှိရနေငွေအဆန်နေများများရယူနိုင်ကြပါစေလို့မဇာဆုတောင်းပေးလိုက်ပါတယ်ဒီအခွေလေးကိုသတိထားပြီးထုံးမယ်နော်3ကြိမ်တောင်ထွက်ထားတာနော်အနည်းဆုံး1ကြိမ်ထွက်ရင်ကြည်နဲ့နော်ဟုတ်ပြီနော်တက်တာ